မင်္ဂလာပါရှင်ဒီနေ့မဆလာရနက်မူးဝေးလေးနဲ့ချွတ်ချွတ်ချင်းချင်းငါးနဲ့မြစ်အဆက်ချင်းလေးမျှဝေပေးပါမယ်ရှင်ဒီအဦးဆုံးရေစိတ်သက်စစ်ထားတဲ့ငမုတ်ဖြူလေးတွေကိုစားနဲ့ချုံမုံလေးထပ်ပြီးတော့အရသာနဲ့ပေးပါမယ်ရှင်ပြီးလို့ရှိရင်10မိနစ်လောက်နဲ့ထားပြီးလို့ရှိရင်ငါးကြော်ကိုပြင်ဆင်ပါမယ်ရှင်အခုငါးလေးတွေကိုအရင်ဆုံးကြော်ပါမယ်စီထပ်ပြီးလို့ရှိရင်ငါးလေးတွေကိုကြော့လေးဖြစ်တဲ့အထိကြော်ပေးပါမယ်ရှင်ငါးလေးတွေကြော့လေးဖြစ်လာပြီဆိုရင်တော့ဆက်ထုတ်ထားပြီးလို့ရှိရင်အသစ်ပြင်ထားတဲ့ချက်ထားပြီးသားမဆလာနတ်မွေးလေးနဲ့မြစ်အဆက်ကြော်လေးကိုထပ်ပေးလိုက်ပါမယ်မြစ်အဆက်ကြော်ချစ်နေလေးကိုနောက်ဗီဒီယိုမှာပြပေးပါမယ်ရှင်ဒီမှာဗီဒီယိုရရှိသွားမှာဆိုလို့မြစ်အဆက်ချစ်နေလေးကိုမပြပေးတော့ပါဘူးမြစ်နုလေးတွေကိုချွတ်ချွတ်ချင်းနဲ့မဆလာကနတ်မွေးလေးနဲ့မြေအဆက်ချစ်ကလေးပိတ်ချစ်ကလေးလောက်ထားတာပါကျမတို့ဒေတာမှာအဲ့လိုမျိုးမိုးရပြီဆိုလို့ရှိရင်အဲ့လိုမျိုးမြေအဆက်လေးတွေကိုလုပ်ပြီးငါးကြော်လေးနဲ့စားကြပါမယ်အခုကတော့ကျမကငါးကြော်လေးကိုပါထပ်ပြီးတော့မြေအဆက်နဲ့ရောပြီးချစ်လိုက်တာပါအဲ့လိုမျိုးလဲစားလို့ကောင်းပါရဲ့အိမ်မှာချက်စားကြည့်ဖို့တိုက်တော့ပါတယ်နောက်ဗီဒီယိုမှာမြေအဆက်လိုမျိုးလေးကိုမျှဝေပေးပါမယ်ရှင်အခုဆိုရင်မဆလာရနက်မွေးလေးနဲ့ချွတ်ချွတ်ချင်းချင်းငါးနဲ့မြစ်အဆက်လေးရပါပြီရှင်အဆုံးထိကြည့်ရှုပေးလို့ကျေးဇူးများရည်တင်ပါတယ်ရှင် like and subscribe လေးလုပ်ခဲ့ပေးပါအောင်နော်